ရိုနယ်ဒိုကတော့ဒါသူမအိုသေးကြောင်းတက်တည်ပြခဲ့တယ်လို့တစ်ဖက်မှာလည်းပေါ်တူဂီကိုပြအနိုင်ရတဲ့ချိန်မှာသူ့ရဲ့တွင်ကိုနှစ်ခုနဲ့တူပါဝင်အားဖြစ်ခဲ့တယ်ဆိုတော့ဒီဗီဒီယိုကပါလဲဆိုတော့ပေါ်တူဂီနဲ့ဥဇဘက်ကစ္စတန်တို့ရဲ့ဒါပွဲ review ပေါ့အဲ့တော့ဒါအခုပဲအုပ်စု K ရဲ့ပွဲစဉ်နှစ်ဖြစ်တဲ့ပေါ်တူဂီနဲ့ဥဇဘက်ကစ္စတန်တို့ရဲ့ပွဲစဉ်ပြီးသွားတယ်ဆိုတော့ပွဲပြီးသွားချိန်မှာတည်တယ်မယ်ပေါ်တူဂီက9ဂိုးဂိုးမရှိဆိုတော့ရာဇာတစ်ခုနဲ့အနိုင်ရသွားတယ်ဆိုတော့ဒီပွဲကရှင်းရှင်းပြောရရင်ဒါကျွန်တော်တို့ပေါ့နော်အခု2026ကမ္ဘာဖလားရဲ့ဟိုကန်ပြီးသမျှပွဲစဉ်တွေထဲမှာကျွန်တော်အချိုက်ဆုံးပွဲပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုပျော်ရွှင်မှုအပေးဆုံးပွဲပဲဗျာဘာလို့လဲဆိုတော့ဒီထက်ပိုကောင်းတဲ့ပွဲစဉ်တွေအများကြီးရှိတယ်ဟိုဒီထက်ပိုပြီးတော့ခန်းနိုင်ပွဲတွေအများကြီးရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အချိုက်ဆုံးတော့ဒီပွဲပဲဘာလို့လဲဆိုတော့ကိုအားပေးတဲ့ကစားသမားတယောက်ကဒီနေ့ကစားသမားကဒီနေ့ပွဲမှာ2ဂိုးသွင်းသွားတယ်တကယ်မျိုး Uzbekistan နဲ့ပွဲမှာကျွန်တော်တို့ဒီ Ronaldo တဂိုးလောက်သွင်းရင်တော့ကျွန်တော်တို့ဒါပျော်ပြီးဆိုတဲ့အနေထားမျိုးဒါတွေးထားတာပါရှင်းရှင်းပြောရင်ကိုအားပေးတဲ့ကစားသမားကိုအထင်သေးရမှာမဟုတ်ဗျာသူနဲ့ပတ်သက်ပြီးဘာလုပ်ပြရဆိုကျွန်တော်တို့အတီဆုံးကျွန်တော်တို့သူနဲ့ Ronaldo နဲ့ပတ်သက်ပြီးအားပေးခဲ့နှစ်တည်း10စုနှစ်တခုမဟုတ်တော့10စုနှစ်ခုဝန်းကျင်လောက်နှစ်ခုလောက်ဖြစ်သွား10စုနှစ်နှစ်ခုလောက်ဖြစ်သွားပြီဆိုတော့အဲ့အချိန်မှာအဲ့လိုအချိန်မျိုးမှာဟိုရှင်းရှင်းပြောရရင်ဗျာတလားဒီသူဘာလုပ်နိုင်ပြလဲဘာလုပ်ပြနိုင်လဲဆိုတော့ကျွန်တော်တို့သိတယ်တော့ပေမဲ့သူ့ရဲ့အသက်အရွယ်ရအဲ့လောက်ထိလုပ်ပြနိုင်လိမ့်မယ်ကျွန်တော်မထင်ခဲ့တော့တော့ပေမဲ့လည်းသူလုပ်ပြနိုင်သေးပဲအဲ့တော့ထားပါတော့ဒီနေ့မှာပေါ်တူဂီနဲ့ရိုနယ်ဒိုကြောင့်ကျွန်တော်နောက်မှာပြောမယ်တစ်ဖက်ကဒါဥဇဘက်ကစ္စတန်စာယူသွားလိုက်မယ်ဆိုဥဇဘက်ကစ္စတန်ကရှင်းရှင်းပြောရင်ဒီနေ့ပွဲမှာတချို့ကလည်းပြောကောင်းလို့ပြောနိုင်တာပေါ့ဗျာအဲ့ဒါလည်းဥဇဘက်ကစ္စတန်ကအာရှရဲ့အသင်းလေးပါဒီလိုအသင်းမျိုးကိုကူးပြတ်နိုင်တာမထူးဆန်းဘူးစသဖြင့်တော့ပြောကောင်းပြောလို့ရတယ်တော့ပေမဲ့တခုတိထားမှာဥဇဘက်ကစ္စတန်ရဲ့လက်ရှိ war ranking လက်ရှိ war ranking ကိုတစ်ချက်သိရနောက်တစ်ချက်ကပါလဲဒီသူဝင်ကန်နေတာက friendly map မှာပေါ်တူဂီထိတ်တွေ့နေရမို့သူအခုဝင်ပြိုင်နေတာ World Cup ကိုဝင်ပြိုင်နေတာဆိုတော့ World Cup လို့ပြိုင်ပွဲမျိုးကိုဝင်ပြိုင်လို့ဆိုရင်ပါတီပါချက်နေထားကန်ကောင်းနေထားလာလို့မရအောင်ဆိုတော့ဒီ qualifier တွေမှာအစင်မီတစ်စင်တောက်လျှောက်ကိုကြော်ဖြတ်ရတာတချို့ဆိုဒါနောက်ဆုံးဒါသူတို့တွေနဲ့ဒိုင်းရိုက်ဝင်ဝင်တဲ့ဟိုအစင်မပြေဆိုရင် play off တွေပါအောင်ပြန်ကန်သေးတာအဲ့လိုအနေထားမျိုးပြသလားအများကြီးခက်ခဲတယ်အများကြီးခက်ခဲတယ်ဆိုတော့အဲ့လိုအနေထားမျိုးနဲ့ World Cup ကိုရောက်လာတယ်ဆိုတော့အဲ့ဒီက Uzbekistan ရဲ့အနေထားနဲ့ပတ်သက်ပြီးသူတို့ဘယ်လောက်ဆင့်ထိတိုးတက်လာလဲဆိုတော့ကျွန်တော်အားလုံးကသိတင်နေပြီဒါကိုအာရှရဲ့ထိပ်သီးတင်းမှာဆိုတော့ပြောလို့မရအောင်သူတို့ရဲ့နောက်တန်းမှာဆိုထားပါတော့ Man City ရဲ့ defender ဖြစ်တဲ့ Kusano တို့လိုကစားသမားမျိုးတွေရှိနေပြီဆိုတော့အဲ့လိုအနေထားမျိုးဒီနေ့ပွဲမှာလေသူတို့ကိုယ်တိုင်ပေါ်တူဂီကိုဒုက္ခပေးခဲ့တယ်ပြဿနာအကြီးဆုံးကဘာလဲဆိုတော့ဒီနှစ်သင်းကြားမှာရှိတဲ့ကစားသမားတွေရဲ့တူးချင်း quality ကအရင်ဟာတဲ့အချိန်မှာ Uzbekistan နေနဲ့မစွမ်းတာတော့ပြသလားတချို့တော့သူတို့ရဲ့ဒီ quick transition ကလာတဲ့ counter attack play တွေမစိုးဘူးသူရဲ့ counter attack play တွေမစိုးဘူးဆိုပေမဲ့ဟိုရှင်းရှင်းပြောရင်ကစားသမား quality ကသူတို့ရဲ့လုံနိုင်စွမ်းကိုပြသလုံးကန့်သက်ထားသူဖြစ်နေတာဒါပေမဲ့ရသွားတဲ့တလုံးများဒီလိုမျိုး Uzbekistan ရဲ့ရသွားတဲ့တလုံးလေးဆိုကိုတော်တော်လေးကောင်းတယ်တကယ် quality ကောင်းတယ်ပြဿနာကကန်ဆိုးတာလည်းကန်ဆိုးတာပဲကန်ဆိုးသွားနိုင်ပဲပြောရမှာလို့ပေါ့နော်ဒီကောင်းလေးကြောက်ကန်ဆယ်လို့ကိုဖောင်းသွားတယ်အဲ့ဒီဖောင်းလိုက်အဖောင်းကြောင့်ပဲကိုကကန်ဆယ်လိုက်ရတယ်တကယ်ဆိုအဲ့ကိုကတော်တော်လေးကိုနှမျောဖို့ကောင်းတယ်နှမျောဖို့ကောင်းတယ်ဆိုတာပြတရှင်းပြအဲ့ကိုရသွားတော့ပေါ်တူဂီပြန်ခံပတ်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ပြောရမှာမဟုတ်ဘူးတကယ်ပြောရင်လှပတဲ့ကိုတကူမမြင်လိုက်ရတဲ့အတွက်ဟိုဘယ်လိုမခွင့်ပြုလိုက်ရတဲ့နှမျောဖို့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးပဲဒါပေမဲ့ဒါတချို့တော့ဟိုအခြေအနေမျိုးလေးတွေမှာတော့ပေါ်တူဂီဘက်ကိုတော့ဒီကောင်လေးကောင်တာတွေရပြန်လာတဲ့လုံးလေးဒါအနေငယ်ပေါ်တူဂီရဲ့ဒီ defense line ကိုဒုက္ခပေးရမျိုးတွေအများကြီးတွေ့ရတယ်ခုနကပြောရှင်းရှင်းပြောနောက်ဆုံးအဆုံးသက်ရောက်သွားရင်တော့ဘလောက်ပဲကောင်းခဲ့ပြောနောက်ဆုံးအဆုံးသက်ရောက်သွားချိန်မှာ Uzbekistan နဲ့ပေါ်တူဂီကြားကစားသမားတွေရဲ့ quality ကိုဟာမှုကတော်တော်လေးတော့စကားပြောသွားတယ်သူတို့အနေနဲ့လည်းအရှိမကိုလံဘီယာနဲ့ပေါ်မှာ3-1နဲ့ရှုံးတယ်အခုလည်း5-0နဲ့ရှုံးတာဖြစ်တဲ့ Uzbekistan ရဲ့ World Cup ခရီးကတော့ပြီးဆုံးသွားခဲ့တယ်လို့ပဲပြောရမယ်ပေါ့နော်ပြောရမယ်ဆိုတော့တစ်ဖက်မှာကပေါ်တူဂီနဲ့ရိုနယ်ဒိုကတော့ဒီနေ့ပွဲမှာကောင်းတာတွေလည်းအများကြီးပြောစရာရှိတယ်ဆိုးတာတွေလည်းအများကြီးပြောစရာရှိတယ်။မနိုင်လို့ဒီအတင်းမကောင်းတဲ့ချိန်ကျရင်မကောင်းတဲ့လူနဲ့ပတ်သက်ပြီးကျွန်တော်ဗတ်မလိုက်ပဲပြောရမှာပဲ။ဆိုတော့ကောင်းတဲ့ချိန်ကျရင်လည်းချီးကျူးရမှာပဲ။ဆိုတော့ဒီနေ့မှာဒီလိုမျိုးဘော်ဒီကုံကုံနဲ့ပွဲကခြေစွမ်းနဲ့ဒီနေ့ပွဲခြေစွမ်းနဲ့ရှင်းမယ်ဆိုတော့အများကြီးတော့ပိုတိုးတက်လာတွေ့ရတယ်။ရှင်းပြောရင်ဒီကုံဘယ်လိုမှ Uzbekistan ကအသင်းငယ်မျိုး group ပြသွင်းသားမျိုးနဲ့ဆိုင်တကယ်တော့ပေါ်တူဂီကစားသွားတဲ့ကစားပုံကကျွန်တော်အရှိပွဲနဲ့မတူတော့ကွင်းလယ်ပိုင်းမှာကလုတ်ကွက်ပူပြလာနိုင်တယ်။အထူးသဖြင့်ပေါ့နော်ပေါ်တူဂီအဓိကပြောင်းလဲဖို့လိုအပ်တာကသူတို့ရဲ့ဝင်ကားဗျ။ကုန်းနဲ့ဘက်မှာစဉ်းစားကြည့်ဗျာဘာနာဒိုဆေးဘာကဟိုဘာနာဒိုဆေးဘာနဲ့နပလိုရဲ့တောင်မှမြတ်သလားဘာနာဒိုဆေးဘာကဘာလုံးနေဆိုအားနေပြသလား ground ကျူရဲ့လေဟိုပြိုင်ဘက်ကိုနိုင်အောင်ကြော်ဖြတ်နိုင်တာမဟုတ်ဘူး ground ကျူရဲ့မှာလည်းပြိုင်ဘက်ထအားတာပြီးကြော်ဖြတ်နိုင်တာမျိုးလည်းမဟုတ်ဘူးအဲ့တော့ crown လည်းပြ
မဲ့ဘောက်သေးကိုခရော့နိုင်လားဆိုလည်းမဟုတ်ပြန်အားနေဘယ်လို normal pass တွေနဲ့အနောက်က full back တွေနဲ့ပြန်တွဲတယ်ဒီဘယ်လို midfielder တွေနဲ့ပဲပြန်တွဲပြီးအချိန်ကုန်ပြီးတော့ဟိုတင်မလားဟိုဒီကွန်ဂိုရဲ့ defender ရဲ့ AC Dunan တစ်ဖက်မှာ Napoli လှုပ်လှုပ်ရှားရှားမရှိချင်မှာအသက်လွတ်ပြတ်မှာဟို traditional striker ဖြစ်တဲ့ Chris က sacrifice ခံလိုက်ရတယ်ဟိုအဲ့ပွဲမှာပြတိတ်ချအထူးသဖြင့် Ronaldo fan တွေဆိုအတီးဆုံးပါတိတ်ချလေးကြည့်တိတိုင်းဒီကွန်ဂိုကစားသမားတွေဝိုင်းကတ်ထားလူမြင်လို့မကောင်းသူကိုယ်တိုင်နဲ့ဘာမှမလုပ်နိုင်ဘူးအဲ့လိုနေထိုင်မှာအခုဒီနေ့ပွဲမှာဆိုဒါ Martinez ကတော့အဲ့တခုတော့ချီကျူးရမယ်ရှင်းပြပြသလားဒီ Bernardo လူအနေငယ် profile မြင့်နဲ့ player မျိုးသူ့အတွက်အောက်ဖို့ဆိုတာမလွယ်ဘူးဗျာဒါပေမဲ့ Bernardo ကိုအောက်ပလိုက်တယ်အဲ့တခုကတော့ Martinez ရဲ့ decision နဲ့ပတ်သက်ပြီးကျွန်တော်တို့အတိမတ်ပြမှရမယ်ဒါပေမဲ့လည်း Bernardo Silva ကိုအောက်ပြီးတော့လည်းကွင်းလေရတယ်ထဲလို့မဖြစ်ဘူးလေဘာလို့လဲ Bernardo Silva က Man City မှာကွင်းလေကန်နေရမျိုးလို့မှန်တယ်ဒါပေမဲ့လက်ရှိ Borgi ရဲ့ကွင်းလေကိုကြည့်လိုက်ဟို Champions League နှစ်နှစ်ဆက်ရတဲ့ပရိPSG ရဲ့အဓိကကွင်းလေအတွက်ဖက်ဖြစ်တဲ့ Young Nivas နဲ့ဒီဟောပေါ့ဒီ Vitinha ရှိတယ်Nottingham ရိုးမှာဒီ Bruno Fernandes ရှိတယ်ဆိုတော့အဲ့ဒီ၃ယောက်ကိုကြော်ပြီးတော့ Bernardo ထဲဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့ဒီနေရာမှာကဟိုရှင်းဘတ် Patronato ဒီညာတော့မပြန်ဖို့ပြီးတော့ဖယ်ချမ်းမှာYao Felix ကိုထည့်တယ်ဆိုတော့အဲ့ဒါကပဲဒါဒီ Martinez နဲ့ပတ်သက်ပြီးကျွန်တော်ချီကျူးရမယ်တစ်ချက်ပေါ့နော်အဲ့ဒါတော့ဒီချင်းဘရှေ့ဘက်မှာ Martinez နဲ့ပတ်သက်ပြီးစောက်သုံးမကြရလို့ခဲ့တယ်မပြောခဲ့ရတကယ်နာပဲဒါပေမဲ့အခုကောင်းတဲ့ချိန်နဲ့ပြန်ချီကျူးရမှာချီကျူးရမှာတကယ်နာပဲဆိုတော့ Martinez နဲ့ပတ်သက်ပြီးတော့အဲ့တစ်ချက်ကတော့ချီကျူးရမှာဘာလို့လဲဆိုတော့ Martinez လုံရဲကန်ရဲရှိတယ်အနေငယ် rich ယူတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ဒါကပဲအလုပ်ဖြစ်ခဲ့တယ်လို့ပဲပြောမယ်ဆိုတော့ Portuguese ရဲ့တောင်မနှစ်ဖက်ကတော်တော်လေးအလုပ်လုပ်တယ်ဟိုအစောပိုင်းမှာ Patronato လည်းလုပ်တယ်လို့ဒီလွယ်Yao Felixတဲ့လှုပ်တဲ့ချိန်မှာဒီ Portuguese ရဲ့ကွင်းလေကအရင်အရှိပွဲစဉ်နဲ့ဆိုင်ပို့ပြီးတော့ chemistry မိလာတယ်Vitinha တို့ဘာလို့ဖျက်မဲ့ချိန်Young Nivas တို့ဘာလို့ဖျက်မဲ့ချိန်မှာသားသမားတွေနည်းနည်းလှုပ်ပြီးတော့ဟိုသူ့ဟာနဲ့သူဘာဖြစ်လဲဆိုတော့ဒီဘယ်လိုရမလဲအတိုင်းအတာတစ်ခုထိပေါ့နော်အတိုင်းအတာတစ်ခုထိဟိုရှူတာရှောင်းတာဖြစ်လာပြလုံးဝဘောကစားကွက်ကြီးကြက်ပြီးတော့ငိုင်းနေဆိုတဲ့အနေအထားမျိုးမရှိဘူးပွဲကို totally dominate မလုပ်နိုင်တဲ့အတိုင်းအတာတစ်ခုထိတော့ပွဲကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးအများကြီးတွေ့ရတယ်ဒီနေ့ပွဲရသွားတဲ့အဖွင့်ကိုဆိုလေဒါအဲ့လုံးဆိုကျွန်တော်ရှင်းမဲ့ Portuguese တက်ဖောင်းလိုက်မှာကျွန်တော် Viga ကိုကြိုက်တယ်ဗျာတချို့ Viga မကြိုက်ဘူးကျွန်တော် Viga ကိုကြိုက်တယ် Viga ကိုကြိုက်ရတဲ့အကြောင်းရင်းရှင်းတယ် Viga ကဘာလဲဆိုဗျာ Viga ကဟိုအလုပ်ကြိုးစားတယ်ဗျာဒါ Viga ကိုကျွန်တော်တခွန်းနဲ့ပြောချင် Viga အလုပ်ရမ်းကြိုးစားတယ် Viga တော်တော်လေးကြိုးစားတယ်အဲ့ဒါကြောင့်ကြိုက်တယ်ဒီနေ့ပွဲမှာဆို Viga ရဲ့အဲ့ဒီအဖွင့်ရသွားအဖွင့်ကိုဆိုလေ Viga ရဲ့ progressive back ကအရေးပါတဲ့အခန်းကဏ္ဍရောက်ခဲ့တယ်နောက်ပြီးအဲ့ Portuguese ညာချမ်းမှာဒါအတွဲဖက်အစင်ပဲရောက်ကန်ဆယ်လိုပြီးတော့ကို Chris ကကန်သွားတယ်ဆိုတော့ပုံမှန်အဖြစ်ကြည့်မယ်ဆိုအဲ့ဒီ goal ကဟိုရှင်းပြောရင်ပြသလားဒီဘယ်လိုပြောမလဲဟိုကောက်စားပါလွယ်ကူတယ်လို့ထင်ကောင်းထင်လိမ့်မယ်နော်ကောက်စား goal လို့လွယ်ကူဘာဖြစ်လို့ဟိုဘောက်ထဲကိုချိုးပြီးတော့ light တွေဝင်ပိတ်ယူမယ်အားလုံးထင်ကောင်းထင်လိမ့်မယ်တကယ်တမ်းအဲ့ဒီ situation မှာတေချာလေးပြန်ကြည့်မယ်ဆို Chris တဲ့အရင်လွယ်တဲ့ goal မဟုတ်ဘူးဗျာစဉ်းစားကြည့်ရောက်ကန်ဆယ်လိုပြီးရဲ့ချိန်မှာ Ronaldo ရှိတက်မဲ့ရောက်တာမဟုတ်တော့ဘောလုံးရဲ့အသွားလှောက်ကြည့်လိုက်ပြီးနောက်တစ်ချက်ကဘာလဲဆို Ronaldo ပြေးကန်တဲ့အချိန်မှာသူအနေနဲ့တိုင်းလွတ်ကျွတ်ကန်မို့ရှေ့မှာကစားသမား2ယောက်လို့ရှိတယ်အဲ့ကစားသမား2ယောက်လို့ကြားလိုက်ဖြတ်ပြေးထွက်ပြီးတော့သူ့ရဲ့ခြေရှင်နဲ့ဖြတ်ကန်သွားတာဆိုအဲ့လုံးနေကျွန်တော်မြင်နေကြမြင်ဘူးနေကြဗျာကျွန်တော်ရှင်းမ Messi သွင်းသွားတဲ့ goal သူ့ signature goal တွေလို့ကျွန်တော်ပြောခဲ့တော့တယ်လို့ပဲအဲ့ goal တွေတကယ် Messi signature တိုက်တွေပဲသူကန်သွားတယ် Chris တက်တယ်လို့ပဲမမရဒီလိုဘောလုံးမျိုးကျွန်တော်ဘယ်လိုမှတ်မလဲ2012လောက်လားမသိဘူးmaybe 2012မဟုတ်လေဗျထားပါတော့2017အဲ့ပတ်ချလေလောက်တော့ထင်နေဗျာသလားဟိုမဟုတ်လေ2012လောက်ဟိုအဲ့ပတ်ချလေပဲကျွန်တော်မမှတ်မိတော့ဇဝေဇဝါဖြစ်နေနှစ်တည်းကြာပြီးတော့အဲ့ဒီကာလာတုန်းက PS မှာဟို Chris ရဲ့ဒီဘောနော်တကယ်ဒီ signature type နဲ့တွင်းတဲ့ goal ပုံစံတွေနဲ့ကြော်ညာတဲ့ပုံစံမျိုးတွေပေါ့နော်ဒါတို့ဒီအဲ့ market ဆင်တယ်အဲ့တော့ပုံစံ goal တွေတော့ goal နဲ့တော့နည်းနည်းသွားဆင်တယ်အဲ့တော့အဲ့ဒီ situation မှာပြန်ကြည့်မယ်ဆိုရောက်ကန်ဆယ်လိုရှိလာတဲ့ဘောလုံးကလည်းအရင်တင်မှာဟိုတာယာဖြောင်ဖြူးမနေပြသူကိုယ်တိုင်ပြေးကန်တဲ့ချိန်မှာမလွယ်ဘူးအမှန်တမ်းပြောဘေးမှာကစားသမားရှိတယ်အဲ့ဒါကိုပထမဆုံးထိချက်မှလည်းကန်သွားတယ်ဆိုတော့ 1-0 ဆိုတဲ့ result ခုနဲ့ Portuguese ဦးဆောင်သွားတယ်သူ့ပေမဲ့အဓိကကတော့ Portuguese ကိုပို့ပြီးတေချာသွားစီရတော့မန်တဲ့ရေကူပေါ့နော်အဲ့ကူကတော့တကယ်ပြောရင် Ronaldo ရုပ်ရှင်ရိုက်သွားတယ်လို့ပဲပြောမယ်ဆိုတော့အကုန်လုံးပြရှင်းပြောကျွန်တော်တို့ဒါကြည့်နေတဲ့လူအကုန်လုံးက Ronaldo ကန်မယ်ပဲထင်တာလေဟိုဘယ်လိုပြောဒီတင်မလားဟိုအကုန်လုံးတန်တရားစိတ်တွေနဲ့ပြောသလားဟို Portuguese မှာဟိုပြစ်တယ်မို့ရရင်ပယ်နတီရရင်စသဖြင့်အကုန်လုံးက Portuguese ရဲ့ပြစ်တယ်မို့မှန်သမျှကို Ronaldo ပဲကန်နေရဒီဘေးကြီးအသက်ကြီးနေပြီသိမလားဟိုလူငယ်တွေနေရာမပေးဘူးစသဖြင့်ပဲအဲ့လိုဝေဖန်တန်နေနေပြီပြောသလား
ထုံးစံနဲ့ဟဲ့ပနတီရရင်ပြီးတော့လေ area ထိတ်ဆက်မှာ Ronaldo ဘက်ကံမှာပဲဟဲ့လှည့်ကြည့်မနေနဲ့မင်းလူငယ်တွေနေရမှာပေးတယ်မို့စားသဖြင့်ဟိုတန်တရားစိတ်တွေနဲ့ပဲဒါတစ်ဖက်ကတချို့ဆိုနေကြည့်ကြမှာကိုယ်တိုင်နဲ့သူကံမယ်ပဲထင်ထားတာဒါပေမဲ့တကယ်တမ်းအမှန်ကန်လေးသူယူထားတာသူကံမဲ့ site တွေနဲ့ဒါပေမဲ့ကန်တဲ့ချိန်ကြတယ်ဘာမှမပြောနဲ့နူနိုမန်တက်ကပြန်ကန်သွားတယ်ဆိုအဲ့ဒီ Ronaldo ရုပ်ရှင်ရိုက်သွားတာပဲအိုက်ကိုကဂိုးဖြစ်ပြောင်းလဲသွားတကယ်နဲ့နူနိုမန်တက်တာဆိုရသူကံမဲ့ပုံစံဆိုဂိုးမှမဟုတ်ဘာလို့လဲဆို Uzbekistan ကိုသမားရဲ့သူ့ရဲ့ position ကဟန်ချက်ပြတ်သွားဗျာသလားသူကိုယ်တိုင်က Chris ကန်မဲ့ထင်ပြီးတော့သူ့ရဲ့ဘယ်ချမ်းကိုဒါကိုသမားရဲ့ဘယ်ချမ်းမလို့ဘယ်ချမ်းကိုတော့အားတန်နေမန်တက်ဖြတ်ကန်တဲ့အချိန်မှာသူ့ညာချမ်းကန်သွားသူအကြောင်မိသွားဗျာတကယ်သူ့ရဲ့လက်ဘေးလေးကထွက်သွားတာအစိုးရအမန်တက်ကန်မဲ့ဆိုတဲ့ပုံစံမျိုးအဲ့လောက်ထိတိမှာမဟုတ်ဘူးဒါတော့ creation ရိုက်သွားအတွက်ပြိုင်မဲ့ keeper လေးနဲ့ကြောင်သွားပြောလို့ရတယ်ဆိုတော့ပကီတို့ဒါထူးကြီးဆိုတဲ့razat တခုနဲ့ဥဆောင်သွားတယ်ပြီးတော့နောက်တစ်ခုကတော့ပကီရဲ့ကွင်းလင်မှာကဟိုဗီဒညာဆိုတော့ဗီဒညာကျွန်တော်တို့ကွန်ကိုနဲ့ပွဲသလောက်ဗီဒညာအရင်အီမနေတော့ဘူးဟိုထုံးစံတိုင်းပေါ့တဖြည်းဖြည်းနဲ့ဗီဒညာကဟိုလှုပ်ရွဖြစ်လာပြီးအဲ့ခုံနေပေါ်မှာအားနေဘောလုံးအီနေဒါလည်းရှင်းပြောရင်တခြားသောတောင်ပန်တခြားသော position ကစားသမားမှလှုပ်တဲ့ချိန်မှာသူကိုယ်တိုင်နဲ့ review ပေးရမယ့် pass တွေမတွေ့တော့ဒီနေ့ဘက်မှာတချို့ review ပေးရမယ့် pass တွေပါမြင်လာကြတယ်ဆိုတော့ရောင်နီဘက်ကတော့တိတ်လို့ပြောကြမှာရှိဘူးရောင်နီဘက်ကတော့ရှီပွဲမှာလေသူလက်ခံလို့ရခြေစမ်းပြခဲ့တယ်ဒီနေ့ပွဲမှာရောင်နီဘက်ကမညံ့တဲ့ခြေစမ်းအများကြီးပြခဲ့တယ်ဒါပေမဲ့နောက်ထပ်ပိုပြီးထူးခြားဖြစ်လာကတော့Bruno Fernandes ဆိုတော့ဒီနေ့ပွဲမှာ Bruno Fernandes ရဲ့ check rate တွေကတော်တော်လေးအေးပါခဲ့တယ်ဆိုတော့တတိယမြောက်ဂိုးဆိုရင်လေFernandes ရဲ့ through back ကတဆင့်ပဲဒါ Ronaldo ဆုံးသက်သွားတယ်ဆိုတော့အဲ့လုံးကရှင်းပြောရင်ဒီနေ့တွင်းသွားတဲ့ပွဲဒီနေ့တွင်းသွားတဲ့၅ဂိုးထဲမှာလုံးဝပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲ quality မြင့်တဲ့ဂိုးလို့ပဲကျွန်တော်ထင်တယ်။ဘာအဲ့ဒါဘာလဲဆိုဒီ check created လုပ်တယ်ပေါ့နော်ဒီ upset လုပ်တဲ့ player ကို finishing လုပ်တဲ့ player ပေါ့နော်ဒါကတော့ဒီ playmaker ကို finisher ကိုနှစ်ယောက်စလုံးက striker ကိုနှစ်ယောက်စလုံးကဟိုလှပတည်တက်တယ်လို့ပြောမယ်အထူးသဖြင့်ကျွန်တော်ဒီ World Cup မှာရှင်းလင်းပြောမယ် World Cup မှာကျွန်တော်အနည်းဆုံးပြောမယ်ဆို World Cup မှာကျွန်တော် Olise နဲ့Kylian Mbappe ရဲ့ဂိုးတွေကြည့်ပါတော့ဆိုတော့ Olise ပေးတဲ့လုံးတွေကဟိုလုံးဝဒီဟိုဘယ်လိုပြောမလဲဟိုတကယ်လက်ဖြားခါလောက်တဲ့ through back မျိုးခင်းပေးတယ် Mbappe ဆိုတဲ့အလိုက်သေးနဲ့ပြေးထွက်သွားတယ်အဆုံးသက်တွေအရန်ကောင်းတယ်အဲ့လိုပဲအခုဒီနေ့ပွဲမှာပေးသွားတဲ့ Fernandes pass ကရှင်းနေပြသူ့ရဲ့ through back ကဒီဘယ်လိုပြန်မဲ့ defender နှစ်ယောက်ကြီးဂျားတွေကထည့်ရတာဒါပေမဲ့ဂျားထဲမှာအလွတ်ကြီးဆိုမဲ့ space တွေကြီးဆိုပေမဲ့လည်း Chris Town နေဒါပေမဲ့ Fernandes တန်းပြီးခင်းပေးလိုက်တယ်ဒါပုံမှန်နေတာအရင်ဆိုကျွန်တော်အဲ့လိုတွေ့ချင်မှတွေ့မှာတယောက်နဲ့တယောက်ကြာမှာတင်မလားဒီဖြစ်နေရသူတို့ကြားတဲ့ pre-pack တွေအများကြီးပဲအသင်းပေါ်တွေကြားမှာအဲ့လိုမျိုးထွက်ချင်မှထွက်မှာထွက်လို့ရလည်းမထွက်ဘူးဒါပေမဲ့ Fernandes check trade တွေလုပ်လိုက်တယ်ကောင်းတယ်တကယ်ကောင်းတယ်အရင်များသွားတယ်ဆိုရင်အနေထားမျိုးလည်းမရှိဘူးသိမလားအဖိုးကြီးအရင်တကုံပြေးပြီးလိုက်ကန်ဆိုရင်အနေထားမျိုးလည်းမရှိဘူး ACCP ရဆိုရင်အနေထားမျိုးပုံမှန်ပဲဟိုတိုင်ပင်လုံးဝကြိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဆုံးသက်သွားတဲ့ Ronaldo ကရှင်းပြတယ်ပထမဂိုးတော့မယ်ဆိုရင်အနေထားမျိုးပြတယ်လားနောက်လေကြောက်ကန်ကန်လေးတွေကြောက်ဟိုးတောင်ယူမတရားရောက်တော့တော်တော်လေးတောက်အောင်ဆုံးထွက်သွားတယ်အဲ့တော့လစ်ပြီလို့ပဲထင်တာပေါ့နော်ဒါပေမဲ့ Chris ဆုံးသက်သွားတဲ့အချိန်မှာတော့တော်တော်လေးကောင်းတယ်သူနည်းနည်း kit power ပြင်းပြင်းနဲ့ကန်ပဲဆိုတော့တိုင်ပဲမယ်ဆိုရင်အနေထားမျိုးဆိုရင်လည်းတတရာပဲကန်သွားတယ်ဆိုတော့ 3G ဆိုတဲ့ razat ခုနဲ့ဘော်ဂီတို့ဥဆောင်သွားတယ်ဆိုတော့ Fernandes ကလည်းဒီနေ့ပွဲမှာတော့ဒါတော်တော်လေးမှ chance created လုပ်ပါတယ်ဆိုတော့တော်တော်ကောင်းဒုတိယပိုင်းမှာဆိုလဲဒါပြစ်တဲ့ mod တစ်ဆင့်အသားလေးကြော်ပြီးတော့ Chris ကို cricket ကန်ရတာမျိုးပေါ့နော်အဲ့လိုစသဖြင့်ခွင့်ရေးတွေအများကြီးပဲအရင်ပွဲနဲ့မတူဘဲနဲ့အများကြီးတော့ဟို Fernandes ဖန်တီးပေးလာမျိုးတွေကျွန်တော်အများကြီးတော့တွေ့ရတယ်ဆိုတော့ဒါပေမဲ့အဓိကတော့လက်ရှိဘော်ဂီရဲ့ဒီကစားသမားရဲ့ဂျာကစိတ်ပိုင်းဆိုင်ရာစီးလုံးမှုကအနှိမ့်ငယ်တော့တိုးတက်ခြင်းတရားရှိလာပြီးတော့ပြောရမယ်ပေါ့နော်ဘာလို့ဆို Ronaldo ကိုယ်တိုင်ကလည်းသူရသွားတဲ့တွင်းကိုနဲ့ပတ်သက်ပြီးအောင်ပွဲခံတဲ့ချိန်အသင်းဘော်ရဲ့တွင်းကိုနဲ့ပတ်သက်ပြီးအောင်ပွဲခံတဲ့ချိန်မှာရှင်းပြောရင်အရန်ကြီးပြသလားဟိုတတိတခြားဖယ်ထွက်နေရမျိုးတော့မတွေ့ရဘူးပြီးပေါ်တူဂီဇာမားတွေကိုယ်တိုင်ကလည်းဒီနေ့ဘက်မှာအရင်ထက်ဆိုင်တဲ့သူရဲ့အတက်မှာနည်းနည်းလေး short ကျင်တယ်အောင်လို့ရှိလာတယ်ဒါပေမဲ့ short လာတယ်လို့ကျွန်တော်မသုံးစီခြင်းနေပြသလားဟိုပြိုင်ပွဲအသင်းကလည်းတကြောင်လက်ရှိသူတို့ကစားနေကစားပုံရလဲဟိုဒုက္ခနည်းနည်းများတယ်အဲ့ဒါဘာလဲဆို Uzbekistan ဆိုတဲ့အသင်းမျိုးကိုပေါ်တူဂီရဲ့ defense line ကအသေးအတန်ရှင်းထုတ်ရတဲ့အခိုက်အတန့်မျိုးရှိခဲ့တယ်ဟိုဒါဟာမာတီနက်နဲ့ပတ်သက်ပြီးအရှိမကကျွန်တော်ဘာနာရိုစီဘာအောက်တာနဲ့ပတ်သက်ပြီးသူရဲ့ decision မှန်တယ်သူ review တယ်လုပ်တယ်ချီးကျူးခဲ့တယ်ဒါပေမဲ့ဟိုမကောင်းတာပြန်ပြောမယ်ဆိုတော့ Uzbekistan အသင်းမျိုးကိုပေါ်တူဂီရဲ့နောက်တန်းကတချို့သောအချိန်မျိုးတွေမှာအသေးအတန် defend နေရတဲ့ဒါအတိတ်ပဲမရှိဘူး
ဒါမှန်တိုင်းပြောဒါအတိတ်ပဲလုံးဝမရှိဘူးဒါမာတီနက်နဲ့ပတ်သက်ပြီးသူလိုအပ်နေသေးတယ်သူ့အနေနဲ့လိုအပ်ချက်တွေရှိနေသေးဆိုအများကြီးတွေးခဲ့တယ်ဆိုတော့ဒုတိယပိုင်းရောက်တဲ့ချိန်မှာလေဒါခုနပြောသလိုဒီနေ့ပွဲမှာတောက်လျှောက်ခြေစွမ်းပြနေဆိုတော့ဘရူနိုဖာနန်ဒက်ကပဲတောင်းကန်ပေါ်ဆင်ကန်တဲ့ချိန်မှာဒါ OG ဖြစ်ပြီးတော့ပေါ်တူဂီက၄ဂိုးမြောက်ဦးဆောင်ကိုရခဲ့တယ်လို့ဒါ၅ဂိုးမြောက်ဂိုးဆိုလေဒါပေါက်ထဲမှာဒီရာဖီလီဝါပေါ့လူစားငယ်သားမှာဖြစ်တဲ့ရာဖီလီဝါရဲ့ကန်ချက်ကတစ်စင်းပဲပေါ်တူဂီ၅ဂိုးမြောက်ရသွားတယ်ဆိုတော့ဟိုအောင်နေထားရပြန်ကြည့်မယ်ဆိုရင်ဟိုပေါ်တူဂီမှာကကစားသမားတွေရဲ့စီလုံးညီညွတ်မှုကကောင်းလာပြီလို့တော့ပြောလို့မရသေးဘူးဒါပေမဲ့ရှော့ကျင်တဲ့အောင်ရှိရဆိုတဲ့အနေအထားမျိုးပဲရှိသေးတယ်သူတို့ရဲ့အတ္တမာနရဲ့ရှော့ကျင်တဲ့အောင်ရှိရဆိုတဲ့အနေအထားမျိုးပဲရှိသေးတယ်ဒါပေမဲ့အဲ့လိုရှော့ကျင်တဲ့အောင်ရှိရဆိုတဲ့အနေအထားမျိုးမှာတော့ပေါ်တူဂီရဲ့ကစားပုံကတိတိတသားတိုးတက်လာတယ်တကယ်လို့ဒါသူတို့ရဲ့အတ္တမာနရဲ့အလုံးစုံရှော့ချပြီးသားကံမယ်ဆိုရင်ပေါ်တူဂီကလုံးဝဟိုဘယ်လိုတကယ်မှကျွတ်စင်ဖြစ်လာလိမ့်မယ်လို့တော့ခံစားမိတယ်အဲ့တော့နီးပြမာတီနက်နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလေးပြောရင်မာတီနက်ကတော့ဟိုခုနကဘာနာရိုဆေးဘာကိုထုတ်ပြီးတော့ဟိုတက်မလားဟိုရောက်ဖီလစ်တို့ဘာလို့ထဲတဲ့ဒီ decision ကတော့မှန်ကန်တယ်ဆိုပေမဲ့လည်းဒါပေမဲ့ရတလားဟိုကျွန်တော်ဒီ train ကောင်းရောက်ဖီလစ်ကိုထုတ်ပြီး train ကောင်းကိုထဲအချိန်မှာဟို Bruno Fernandes ကြီးပျောက်သွားတွေ့မလား Bruno Fernandes ကြီးပျောက်သွားဘယ်ချမ်းပို့လိုက်အချိန်မှာအဲ့ Bruno Fernandes ပျောက်သွားအဲ့မှာ train ကောင်းကို number 10 လို့မှလာမသိထားတာကြည့်နေတဲ့လူတွေတော့ဟာဘလို့ဖြစ်တာလဲပေါ့ဒီကောင်ကြီး train ကောင်းကြီးကဘာလို့ဒီမှာကန်တာလဲကျွန်တော်ဘေးမှာကြည့်နေတဲ့လူတွေမေးနေအဲ့ဒီကအဆင်ပြေမနေပြီဆို Fernandes ဆိုတာကဟို creative midfielder တယောက်ပြသလားသူ့ကိုဘယ်ချမ်းမှာပို့စရာဘာအကြောင်းမှမရှိဘူးဒါဟာမာတီနဲ့မလုပ်တဲ့ကိစ္စတွေတခုပဲနောက်တစ်ခုကသူ့ရဲ့ကစားပုံကဥဇဘက်ကစ္စတန်ရဲ့ဒုက္ခပေးမှုကိုခံရတဲ့ဆိုတဲ့အနေအထားမျိုးမဖြစ်သေးဘူးလို့ထင်တယ်ဒါမာတီနဲ့ပတ်သက်ပြီးတော့အားနေချက်ကျန်တဲ့ကစားမပေါ်တူဂီစားမအချို့မဆိုးမကောင်းစကားရမပြီးတော့နော်အချို့မဆိုးဘူးကောင်းတယ်လို့ပဲပြောမယ်ဖီဂါတော့ပေါ့ဆို defense line မှာတော်တော်လေးအဆင်ပြေသလိုနူနိုမန်နက်တော့ပေါ့ဆိုလဲခြေစွမ်းပိုင်းရတော့အပြစ်ပြောစရာတော့မရှိဘူးအဲ့တော့အထူးသဖြင့်ဒါထွေတူပြောမှာတော့ midfield မှာကတော့ရောင်နီဗတ်တို့ဗီတင်ရောက်တဲ့ဆိုင်တော့ Fernandes အနေနဲ့အရင်ပွဲနဲ့မတူပဲ chance creator တွေအများကြီးလောက်လာနိုင်တာကတော့ကျွန်တော်တို့တော်တော်လေးအားရကျင်ကြကောင်းတဲ့အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စဖြစ်ခဲ့သလို Ronaldo ကိုယ်တိုင်နဲ့ဒီနေ့ပွဲမှာရလာတဲ့အခွင့်အရေးတွေကိုတော်တော်များများအသုံးချသွားတယ်နှစ်ခုဆိုတော့အခွင့်အရေးမရမို့ရပါတယ်ဒါပေမဲ့ခွင့်ရေးတိုင်းကတော့လူတိုင်းကတော့ဂိုးဖြစ်ပြောင်းလဲနိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့တချို့ခွင့်ရေးတွေကအပိုင်ခွင့်ရေးမှာမဟုတ်တာ Fernandes ပေးလိုက်တဲ့မပေးလုံးတကယ် Fernandes ဘက်ကကြည်နေတကယ်ကောင်းတယ်ဒါပေမဲ့ Chris ဘက်ကကြည်နေပြိုင်မဲ့ကီပါပါနေသွားရင်မန်ဒန်နဲ့ဟိုမှာရုပ်ရှင်ရိုက်သွားဖြစ်တော့အဲ့လုံးမှာဒီပြိုင်မဲ့ကီပါအထာနဲ့တော့တောက်လျှောက်ပြေးလာဒီမှာ Chris နဲ့ပြိုင်မဲ့ကီပါဂျာမာကအကွာဝေးရမရှိတော့ဘူးဗျာတလားသူတို့ဂျာမာက speed ကချင်းချင်းလေးဖြစ်သွားတယ်အဲ့လိုမျိုးလုံးနေဆိုတော့တလုံးဆိုလေ Chris နေနဲ့ဒီကိုသမားရှီယာပြန်ဖြတ်ပြီးခွာဖြစ်တယ်လေပေါ်မှာမြောက်နေတာဘောလုံးနဲ့6လေးနဲ့အသားလေးယူလှည့်ပြီးဘေဂျင်းနဲ့ကန်သွားတဲ့လုံးမျိုးတွေဆိုရင်ကြည့်ပါအဲ့တော့ဒါတွေကဟို expectation မြင့်တဲ့ဒီရှုံတာကတွေဆိုပေမဲ့လည်း Chris ယူသွားတဲ့အချိန်သူကန်တဲ့အချိန်မျိုးမလွယ်ဘူးဒါပေမဲ့ဒီနေ့ပွဲမှာကတော့တကယ်မျိုးကိုအားပေးတဲ့ကစားသမားတယောက်ကိုကြိုက်တဲ့ကစားသမားတယောက်နဲ့ပတ်သက်ပြီးဒီလိုနှစ်ခုသွင်းသွားတာတော့တော်တော်လေးပြောရတာ World Cup 26 World Cup ရဲ့ကန်ပြီးတဲ့မြပွဲချင်းတွေမှာကျွန်တော်တို့အပျော်ဆုံးပွဲပဲဒါပေမဲ့ပို့ပြီးတော့နှမျောကျင်ကြကောင်းတာက hat trick ရမယ်ဆိုမျှော်နေတာဗျာတလား hat trick တော့တကယ်တော်တော်လေးမျှော်နေကျွန်တော်ပို့ပြီးသွားချိန်မှာနည်းအောင်စိတ်တော်ညစ်တယ်ကိုကအများကြီးမျှော်လင့်လိုက်တယ်ဗျာတကယ်လေးဖြစ်နိုင်တဲ့အနေထားမျိုးဗျာတလားဟိုရောက်ဖိလစ်ပေးတဲ့လုံးဆိုရင်ဟို Chris ကန်လို့ရတာမျိုးတွေပြီးအဲ့ခုနကဘောတော့မြောက်သွားတဲ့လုံးကန်ရမျိုးတွေဘာနာတို့ဘာနာတို့ဖြစ်တယ်ဆိုမှဖနာရက်မပေးလို့မျိုးတွေဂိုးသွားနိုင်တဲ့အနေထားမျိုးလေးတွေပေါ့နော်အဲ့လိုလုံးမျိုးတွေနောက်ပိတ်ဆုံးမြပွဲပြီးကန်ဒီမှာဘယ်ချမ်းကပေးလိုက်တဲ့လုံးတော့ Chris ပိတ်တဲ့ချိန်မှာမထိသွားဘူးဆိုအဲ့လိုလုံးမျိုးတွေဗျာတလားနှမျောစရာတော်တော်လေးကောင်းတယ်ဒါပေမဲ့လည်းဗျာတလားဟိုအစိုးရတွေကမျှော်လင့်ခဲ့တယ်လို့တကူလောက်ရရင်တော့မစိုးဆွေးအနေထားပြီးမှနှစ်ကူလောက်ရသွားတာကတော့မန်ပြောရင်တော့အဆင်ပြေပြီးတော်တော်လေးတော့ကျွန်တော်တို့စိတ်တော့ခံစားချက်ရတော့အနေဆုံးလိုအပ်ချက်တော့ဖြည့်သွားတယ်အဲ့တော့ဒီနေ့ပွဲမှာထုံးစံတိုင်းပဲပေါ်တူဂီမှာသွင်းကိုရပြီးအောင်ပွဲခံနိုင်ရိုနယ်ဒိုတယောက်ဒါအိုင်ဘတ်ဆိုပြီးတော့ပြောတဲ့အတိုင်းပဲသူတကယ်ပဲပြန်လာပြီလို့ပဲပြောရမယ်ဆိုတော့ဒီနေရာမှာပိုပြီးအတိမတ်ပြုကျင်ကြကောင်းတာကမင်းဘာပြိတ္တပဲဖြစ်ဖြစ်လက်ရှိအသက်အရွယ်ရိုနယ်ဒိုရဲ့အသက်အရွယ်42နှစ်ကျော်ပြီ42နှစ်ဖြစ်တော့မယ်မက်ဆီရဲ့အသက်အရွယ်38နှစ်ကျော်ပြီ39နှစ်ဖြစ်တော့မယ်ပထမနှစ်ယောက်ဆုံးက39နဲ့42ပဲထားလိုက်တော့ဟာ39နဲ့42ဒီရွယ်ကစားသမားတွေလုတ်ပြနေတဲ့ performance တွေမက်ဆီလုတ်ပြနေတဲ့ performance တွေရိုနယ်ဒိုလုတ်ပြနေတဲ့ performance တွေကျွန်တော်နောက်ထပ်လာမယ့်2030ပေါ့နော်2020 30ပေါ့2030ကမ္ဘာဖလားအဲ့ရရင်စပြီးနောက်လာမယ့်ကမ္ဘာဖလားတိုင်းမှာကြည့်လိုက်
ဒီလိုမျိုးလုတ်ပြမယ်ကစားသမားတွေဆိုမရှိတော့ဆိုလုတ်ပြမယ်ကစားသမားမရှိဘူးဆိုတာဒီအသက်အရွယ်နဲ့လုတ်ပြမယ်ကစားသမားတွေမရှိတော့လို့ပြောချင်တာကြည့်လိုက်ပြသလားကျွန်တော်အရှိမဒီ Chris နဲ့ Leo ရဲ့မတိုင်ခင်သူတို့ရဲ့ dominate လုပ်တဲ့ကာလာမတိုင်ခင်အဲ့ရှိမကစားသမားကောင်းနေဟို club တစ်ခုမှရှိနေတဲ့ကစားသမားတွေလုံးဝဒီ legendary level မှာရှိနေတဲ့ကစားသမားတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့တွေဘယ်အသက်အရွယ်မှာအနားယူသွားတယ်သူတို့ဘယ်အသက်အရွယ်မှာဘယ်လိုပုံစံဖြစ်နေပြီလဲဘယ်မှာကစားနေတယ်ဘာတွေလုပ်နေလဲနောက်လာမယ့် music တွေထဲမှာလည်းဘယ်လိုဒီအသက်အရွယ်မှာဘာတွေလုပ်ပြနိုင်မလဲစသဖြင့်ကြည့်လိုက်ဘယ်လိုပဲဖြစ် Chris နဲ့ Leo လုပ်ပြနေရတယ်ပတ်သက်ပြီးတော့လုံးဝနောက်တစ်ချိန်မှာကျွန်တော်မတွေ့ရတော့မယ့်ဟာမျိုးသူတို့ဒီအသက်အရွယ်နောက် World Cup နေတာကျွန်တော်တို့အသက်တာတည်ရမယ်နောက်လာမယ့် World Cup တိုင်းကိုကြည့်လိုက်နောက်လာမယ့် World Cup တိုင်းကိုကြည့်လိုက်ဒီလိုမျိုးအသက်40ကျော်တွေ40နီးပါးကစားသမားတွေဒီလိုမျိုးလုပ်ပြနေရကျွန်တော်တွေ့ရမှာမဟုတ်တော့ဆိုတော့ Chris နေနေလေကျွန်တော်ထင်တယ်ခုနကပြောဆို42နှစ်နီးပါးရှိနေပြီဒီတက်ရွယ်နေထားမှုနဲ့ဒီလောက်ထိလုပ်ပြတာတော့ပဲကျွန်တော်အနေနဲ့စိတ်ကြည်နမ်းမယ်လို့ထင်တယ်ဆိုညီကိုရဲ့ဘလူးမြင်နဲ့ပေါ်တူဂီနဲ့ဥဇဘက်ကစ္စတန်ပွဲစဉ်နဲ့ပတ်သက်ပြီးညီကိုရဲ့အမြင်လေးဝင်ရောက်မှတ်ချက်ပေးတဲ့ကြပါအောင်လာကြည့်ပေးတဲ့အားလုံးကျေးဇူးများတင်ပါတယ်